သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တကူလာဇန်8ရက်နေ့ရန်ကုန်တိုင်းချင်းမြနယ်မြို့နယ်ဦးကျယ်ဟိုလန်းမိသားစုတို့၏ပထမအကြိမ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောဥပုသ်ဆောင်ခြင်းအဓိပ္ပာယ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာရုံပြု၍တည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရဏိယောသာတဲ့ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញကြီးဟုကျက်တိထဘွယ်90အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမြင်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဥပုသ်ဆောင်ခြင်းအဓိပ္ပာယ်ဘုရားဘာသာမှာဘာသာရေးကိစ္စတစ်ခုဖြစ်တဲ့ဥပုသ်ဆောင်ခြင်းဆိုတာဘာသာရေးကျင့်စဉ်တစ်ခုအနေနဲ့ဘုရားဘာသာဝင်သူတော်စင်တွေတိုင်းအားလုံးဥပုသ်နေ့ရောက်လာပြီဆိုရင်ဥပုသ်ဆောင်ကြတယ်ဥပုသ်ဆောင်တယ်ဆိုတာဘာလို့ထားလဲလို့အလေးအနက်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သုတ်တန်တွေကနေထုတ်နှုတ်ပြီးတော့ဘုရားမြတ်စွာရဲ့မူရင်းရွယ်ချက်ဖြစ်တဲ့ဥပုသ်ဆောင်သုံးခြင်းရဲ့အဓိပ္ပာယ်ကြာကြာနာနာသိထားဖို့လိုအပ်တယ်မိယောဖရာမိဘတွေကဥပုသ်ဆောင်လို့လိုက်ပြီးစောင့်ရကနေပြီးတော့ဥပုသ်ဆောင်တယ်လို့ဒီလိုသိနေကြတော့လည်းပဲဥပုသ်ဆောင်သုံးခြင်းရဲ့ရည်ရွယ်ချက်ဥပုသ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကစပြီးတော့အလေးနဲ့ထားသိဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဥပုသ်ဆောင်တယ်ဆိုတဲ့နေရာမှာဗုဒ္ဓဘာသာတည်းမကဘူးတခြားဘာသာတွေကလည်းဥပုသ်ဆောင်တယ်ဆိုတာမရှိဘူးလား။ရှိပါရဲ့။ရှိတယ်။အဲ့တော့သူတို့ဥပုသ်နဲ့ကိုယ်ဥပုသ်နဲ့တချို့ကတော့မသိရင်တူတူပဲလို့ထင်နေတတ်တယ်။အနှစ်သာရပိုင်းမှာဥပုသ်ဆောင်ခြင်းရဲ့အနှစ်သာရပိုင်းကိုကြည့်ရမယ်။တခါတရံကျတော့အတန်တူတော့လဲအဆံမတူဘူးဆိုတာအနှစ်သာရပိုင်းဟာကွာခြားမှုတွေအများကြီးရှိတတ်တယ်
တခြားဘာသာဝင်တွေမှာလည်းဥပုသ်ဆောင်တယ်သူတို့မှလည်းသူတို့ရည်ရွယ်ချက်တွေနဲ့ဥပုသ်ဆောင်သုံးတယ်ဆိုတာရှိမှာပေါ့ဘုရားဘာသာဝင်သူတော်စင်တွေကိုတော့ဥပုသ်ဆောင်သုံးဖို့ဆိုပြီးတော့ရှေးအစဉ်လာရပြောရမယ်ဆိုလို့ရှိရင်လာဇန်းရှိရဲ့လာစုပ်ရှိရဲ့လာပြီလာွယ်လို့တလမှာ၄သတင်းဆိုပြီးတော့ဥပုသ်ဆောင်နေရှိကြအဲ့ဒီတလ၄သတင်းဥပုသ်ဆောင်ရောမြမကဘူးပฏิစာဂရဥပုသ်ဆိုတာရှိသေးတယ်အကျိုးနဲ့အပူဆောင်တာဆိုပါစို့ဥပုသ်နေ့မရောက်ခင်တရက်ကကြိုပြီးတော့စောင့်တယ်ဥပုသ်ထွက်တရက်ကိုစောင့်တယ်ဆိုတော့အကျိုးအပူနဲ့တကွာဆိုတော့လာဇန်း9ရက်လာဇန်း10ရက်လာဇန်း9ရက်3ရက်လာပြီနေ့မှာဆိုလို့ရှိရင်လာပြီအဖိတ်နေ့လာပြီနေ့လာပြီကျော်တရက်3ရက်ထို့တူပဲလာပြီကျော်10ရက်မှာလည်းပဲ3ရက်လာခွေနေ့မှာလည်း3ရက်ဆိုတလားမှာ12ရက်လောက်စောင့်တယ်ဥပုသ်နော်အဲ့ဒါလို့အကျိုးအပေါ်နဲ့တကွာစောင့်တာပฏิစာဂရဥပုသ်လို့ခေါ်တယ်ပေါ့ရှေးသူတော်စင်တွေကအဲ့ဒါလို့ဥပုသ်ကိုစောင့်နေရှိကြတယ်မြန်မာနိုင်ငံမှာလည်းပဲရှေးပိုင်းခေတ်ကာလတွေမှာဆိုလို့ရှိရင်ဝါတွင်ကာလ3လလုံးလုံးဥပုသ်စောင့်တယ်ဆိုတာမျိုးလည်းလုံးကြရှေးသူတော်စင်တွေဝါတွင်3လမှာနေ့စဉ်နဲ့အမျှသီလဆောက်တည်ပြီးတော့ဥပုသ်စောင့်ရတယ်ပါတိဟာရိယပက္ခဥပုသ်တို့ပါတိဟာရိယဥပုသ်တို့ပฏิစာဂရဥပုသ်တို့ဒီလိုဥပုသ်ရက်တွေဟာတာမန်ရက်မြတာမကဘဲနဲ့တိုးချဲ့ပြီးတော့ဥပုသ်သီလကိုစောင့်တည်ကြတယ်ဒါကရက်နဲ့ပတ်သက်ပြီးတော့ရှေ့ရဆောင်အနည်းဆုံးတော့တလ၄သတင်းဆိုတာဥပုသ်ဆောင်နေရှိကြတယ်ဥပုသ်ဆောင်တာဆိုတာပုရုဇဉ်ပုဂ္ဂိုလ်တွေမှဥပုသ်ဆောင်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကသောတပန်ဖြစ်တဲ့ဝိသခာကျောင်းမှာကြီးတို့လို့သောတပန်ပုဂ္ဂိုလ်တွေကလည်းပဲဥပုသ်ဆောင်ဥပုသ်ကိစ္စကိုမျက်မျက်နှိုးနှိုးထားပြီးသတင်းနေ့ဆိုရင်ဥပုသ်ဆောင်နေရှိကြတယ်နော်ကဲဒါပြင်ကောင်းပြီဥပုသ်ဆိုတာဘာကိုပြောတာလဲလို့ဥပုသ်ဆိုတဲ့စကားလုံးကမြန်မာစကားစစ်မဟုတ်ဘူးပါဠိစကားဥပောသထဆိုတဲ့စကားလုံးကလာတာဥပောသထဆိုတာပုတ်ခွဲလိုက်တော့ဥပနဲ့ဝတ္တထဥပဆိုတာကျင့်စဉ်တရားနဲ့ပြည့်စုံပြီးတော့ဝတ္တထကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်ဆိုပါစို့8ပါးသီလစောင့်တည်ပြီးတော့နေတယ်ဆိုတာကျင့်စဉ်တစ်ခုအဋ္ဌံပြီးတော့နေတာပဲဒီဥပုသ်ဆောင်တဲ့အတွင်းမှာဒီအင်္ဂါ8ပါးနဲ့အင်္ဂါ8ပါးထဲမှာပါတဲ့အချက်လက်တွေကိုရှောင်ကျင်မယ်မလွန်ကျူးအောင်ထိမ့်သိမ်းစောင့်ရှောက်မယ်ဆိုတဲ့မုံမြတ်တဲ့စိတ်ထားနဲ့ဒီလိုစောင့်သုံးတာကိုချင်းသီလနဲ့ကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်ဒါကဥပောသထဆိုတဲ့စကားလုံးကနေပြီးတော့မြန်မာမှုပြုလိုက်တဲ့အခါကျတော့ဥပုသ်ဆိုတဲ့စကားလုံးကိုမှန်အောင်ရေးရမယ်ဆိုလို့အခရာဥပါစောက်တစ်ချောင်းကင်နဲ့တကလေးနောက်ကတတ်ပြီးတော့ရေးရတယ်ဥပုသ်ဒါဥပုသ်ဆောင်တယ်ဥပုသ်ဆိုတာကိုချင်းတရားတွေနဲ့နေတာကိုချင်းတရားတွေကိုချင်းသီလတွေကိုဥပုသ်ကိုစောင့်နေဆိုတာအဲ့ဒီကိုချင်းသီလတွေကိုထိမ့်သိမ်းတာမကြိုးမပေါက်မပြောက်မကြားရအောင်ထိမ့်သိမ်းစောင့်ရှောက်တာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့နေကလေးကမနေခင်ကလေးက8ပါးသီလကိုခံယူစောင့်တည်လိုက်ကြတယ်စောင့်တည်တယ်ဆိုတာဒီအတိုင်းလိုက်နာမယ်လို့စိတ်ကိုဒုံဒုံချပြီးတော့သတ်မှတ်တာပေါ့နော်ဒီကနေ့ဒီရက်မှာဆိုလို့ရှိရင်ဟောဒီအင်္ဂါ8ပါးအတိုင်းဟောဒီစီကံချက်အတိုင်းငါလိုက်နာမယ်လို့ကိုယ့်ကိုယ်ကိုစီကံချပြီးတော့
ကိုယ်နှုတ်နှလုံးသုံးပါးချုပ်တီးပြီးတော့စောင့်စည်းတဲ့သဘောအဓိကအပြင်ကာယကံနဲ့ဝစီကံနှစ်ခုထိမ့်သိမ်းစောင့်ရှောက်တဲ့သဘောဘာဖြစ်လို့ဒီလိုလုပ်ရတော့လို့ဆိုတော့ကာယကံမှုကျွလွန်မှုဝစီကံကျွလွန်မှုဆိုတာကတာမန်အားဖြင့်နေလိုက်လို့ရှိရင်လွယ်လွယ်ကူကူနဲ့ကျွလွန်ပြီးတတ်ကြတယ်အဲ့ဒီလွယ်လွယ်ကူကူနဲ့ကျွလွန်ပြီးတတ်တာတွေကိုမကျွလွန်ရအောင်လို့ဆိုပြီးတော့ထိမ့်သိမ်းဆောက်ရှောက်မှုတစ်ခုစီကံချပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ပြီးတော့နေတာမျိုးဒီလိုဆိုတော့ဥပုသ်ဆောင်သုံးခြင်းရဲ့ရည်ရွယ်ချက်ကတော့လောဘတွေရောကြဖို့ဒေါသတွေရောကြဖို့မောဟတွေရောကြဆိုလိုတာကအကုသိုလ်တွေရောနေသွားပြီးတော့ကုသိုလ်ဘက်ကတိုးပွားအောင်အကျင့်တရားတစ်ခုဒီနေ့ဒီရဲ့အချိန်ကတ်တတ်ပြီးတော့စောင့်သုံးကြတယ်အဲ့ဒီစောင့်သုံးတဲ့ဥပုသ်ရဲ့အကျိုးကလည်းပဲအမတန်မှကြီးမားတယ်မှန်မှန်ကန်ကန်စောင့်သုံးလို့ရှိရင်ရရှိတဲ့အကျိုးကအမတန်မှကြီးမားတယ်တခြားဘာသာတွေမှာလည်းသူတို့နီးသူတို့ဟန်တဲ့ဥပုသ်ဆိုတာစောင့်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဥပုသ်လို့ဆိုလိုက်တာနဲ့တူတူပဲလို့ဒီလိုတော့မအောင်မိတ်တယ်အဲ့တော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာအဓိပ္ပာယ်ရှိရှိဥပုသ်ဆောင်မယ်ဆိုရင်ဘယ်လိုဆောင်ရမလဲအဓိပ္ပာယ်ရှိသောဥပုသ်ဆောင်နည်းမြတ်စွာဘုရားကဝိသခကျောင်းမှာကြီးဒီနေ့ကျတော့ကျောင်းလာပြီးတော့ဥပုသ်ဆောင်တယ်ဥပုသ်ဆောင်တဲ့နေ့ဝိသခမြတ်စွာဘုရားကမေးတယ်ဒီကနေ့ဘာလုပ်တာလဲလို့မေးတော့အရှင်ဘုရားတဲ့ဒီနေ့ဥပုသ်နေ့မို့တပည့်တော်ဥပုသ်ဆောင်ပါတယ်ကျောင်းလာတဲ့အခါမှာရှောက်ဥပုသ်နေ့မို့ဥပုသ်ဆောင်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားကဥပုသ်၃မျိုးရှိတဲ့အကြောင်းရှင်းပြတယ်အဲ့ဒီနေရာမှာအသင်္တရံချင်းကွဲပြားခြားနာသွားပြီဆိုတာကိုသတိထားဖို့နော်ဥပုသ်ဆောင်ဆိုပေမဲ့လို့နာမည်အားဖြင့်ဥပုသ်ဆောင်တယ်လို့ဆိုပေမဲ့လို့အနိတ္တရဘိုင်းကွာခြားသွားလို့ရှိရင်အကျိုးပေးခြင်းဟာလည်းကွာခြားသွားနိုင်တယ်ဒါကြောင့်မို့လို့မှန်ကန်တဲ့နိလန်းနဲ့အဓိပ္ပာယ်ရှိရှိဥပုသ်ဆောင်တတ်ဖို့ပိုအရေးကြီးမြန်မာလူမျိုးတွေဘုရားဘာသာဝင်တွေဟာဥပုသ်နေ့ဥပုသ်ဆောင်ရတယ်ဥပုသ်ဆောင်တယ်ဆိုတော့လူတိုင်းလည်းကြားဘူးတယ်ဆောင်လည်းဆောင်ကြသို့သောဥပုသ်ဆောင်ခြင်းရဲ့အနှစ်သာရအဓိပ္ပာယ်ရှိရှိသိဖို့မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဥပုသ်ဆောင်တာဘာသာရေးလုပ်ငန်းတစ်ခုလို့ဖြစ်ပြီးတော့အဲ့တော့မြတ်စွာဘုရားကဝိသခာကိုဥပုသ်၃မျိုးအကြောင်းရှင်းပြတယ်နံပါတ်1ဥပုသ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုသ်ဆောင်ပြီးတဲ့အဲ့ဒါကတစ်ခုအဲ့ဒါကိုပါဠိလိုဂောပါလကုပောဒထဂောပါလကဥပောဒထဂောပါလကဆိုတာနွားချောင်းသားဥပောဒထဆိုတာဥပုသ်နွားချောင်းသားဥပုသ်ဆိုတာနွားချောင်းသားတွေစောင့်တဲ့ဥပုသ်ကိုပြောတာမဟုတ်ဘူးနွားချောင်းသားရဲ့စိတ်နေစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုသ်မျိုးလို့ဒီလိုဆိုလို့လေအဲ့တော့ဥပုသ်တွေဟာဥပုသ်ဆောင်ပြီဆိုလို့ရှိရင်မှန်ကန်တဲ့စိတ်ထားရှိဖို့ကျင့်သုံးတဲ့အခါမှာဤစနစ်ကြားနာဖို့အမတန်မှအရေးကြီးတယ်ဆိုတာထင်ရှားဥပုသ်ဆောင်တယ်လို့ဆိုပြီးတော့မှန်ကန်တဲ့ရည်ရွယ်ချက်တွေမပြည့်ဘူးအတိတ်ပဲမရှိဘူးဆိုလို့ရှိရင်ထိုဥပုသ်ဆောင်ခြင်းရဲ့အကျိုးဟာများစွာရမှာမဟုတ်ဘူးဒါကြောင့်မို့ဝိသခာကိုမြတ်စွာဘုရားရှင်းပြတဲ့နံပါတ်1ဥပုသ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့စောင့်နှိုင်းရှင်ရမယ့်ဥပုသ်မျိုးတဲ့ဥပုသ်ဆောင်ခြင်းမျိုးကတစ်ခုနောက်တစ်ခုကနိဂန္ထုပောဒထလို့ခေါ်တယ်နိဂန္ထဆိုတာဗုဒ္ဓလက်ထက်တော်ခါကာလတုန်းကဘာသာရေးတစ်ခုပေါ့ဒီကနေ့အိန္ဒိယခေတ်မှာဂျိန်းဘာသာဝင်လို့ခေါ်တယ်ဂျိန်းဘာသာလို့ခေါ်တယ်ဘုရားမြတ်စွာလက်ထက်တော်ကတော့ဂျိန်းလို့မခေါ်ဘူးနိဂန္ဓလို့ခေါ်တယ်အဲ့ဒီနိဂန္ဓ
ယဟန်တွေကလမ်းညွှန်မှုပြုပြီးတော့စောင့်တဲ့နိခန္ဓာတွေရဲ့တရားဓမ္မတွေစောင့်တဲ့ဥပုပ်မျိုးတဲ့အဲ့ဒီဥပုပ်ကိုမြတ်စွာဘုရားထည့်ပြီးတော့ဟောထားတာရှိဒါနဲ့တတိထားစရာဒီကနေ့ခေတ်မှာလည်းပဲအခြားဘာသာတွေမှာလည်းဥပုပ်တွေရှိနေကြတယ်နောက်တစ်ခုကအရိယုပောဒထမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေစောင့်သုံးတဲ့ဥပုပ်တဲ့ဟောဒီဥပုပ်ကဒါအဓိပ္ပာယ်ရှိတဲ့ဥပုပ်ဖြစ်ရမယ်အဲ့တော့ဘာသာရေးလုပ်ငန်းတစ်ခုဟာစနစ်တကျနီလမှန်မှန်ကန်ကန်လုပ်တတ်မှအကျိုးရှိတယ်ဘယ်အရာပဲဖြစ်ဖြစ်ဒါကမှန်ကန်တဲ့နီလနဲ့ကြိုးစားအထောက်မှအရာရာမှာအောင်မြင်တယ်အကျိုးရှိတယ်ဆိုတာလားသို့မဟုတ်လို့ရှိရင်ရည်မှန်းချက်အတိုင်းဖြစ်ချင်မှဖြစ်အေကောင်းပြီနွားကြုံသားစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုသ်ဆောင်နည်းဆိုတာဘယ်လိုဟာတော့ဘုရားဘာသာဝင်ပဲဖြစ်ဖြစ်ဘာဘာသာဝင်ပဲဖြစ်ဖြစ်အထူးအဖြင့်ဘုရားဘာသာဝင်တွေတရင်နေ့အခါကာလမှာရှစ်ပါးသီလစောင့်တည်ပြီးတော့ကျောင်းကံဖျားသွားပြီးတော့ဥပုသ်ဆောင်ကြတယ်အဲ့ဒါလို့ဥပုသ်ဆောင်တဲ့အခါမှာမဆောင်ငင်ကြတဲ့ကဘာတွေလုပ်တာတချို့ဥပုသ်တွေရဲ့စိတ်ထားကိုပြောပြမဆောင်ငင်ကဘာလုပ်တော့ဆိုဥပုသ်ဆောင်တယ်ဆိုရင်နေ့12နာရီရနေပြီးတော့နောက်တရက်မနေ့အာယုမတက်ခင်မစားရဘူးဆိုတဲ့အတိကလေးဝင်မနေဘူးလားဝိကာလဘောဇနာမစားရဘူးဆိုတာတွေသိနေတော့ဘာကြောက်တုံဆိုရင်ထမင်းဆာမှာကြောက်တယ်အဲ့တော့ထမင်းဆာမှာကြောက်တဲ့အခါကျတော့ဥပုသ်ဆောင်သွားမယ်ဆိုလို့ရှိရင်ဖွဲရာရာတွေချက်ပြုတ်ကောင်းတို့ရာရာတွေချက်ပြုတ်ပြီးတော့ထမင်းမစားအောင်ဆိုပြီးတော့ပို့ပြီးတော့စားဖို့ကြိုတင်ပြီးတော့ပြင်ဆင်တယ်မလုပ်ဘူးလားအဲ့ဒါမျိုးပြင်ဆင်တယ်အဲ့ဒါလို့ကြိုတင်ပြင်ဆင်ပြီးကောင်းတို့ရာရာတွေစားနောက်တရက်အတွက်တွေးသေးတယ်ဒီနေ့တော့ကြက်သားဟင်းနဲ့စားတယ်နောက်ရက်ကျတော့ဝက်သားဟင်းနဲ့စားမယ်ဟိုနောက်တရက်ကျတော့ဘာဟင်းချက်မယ်လဲဆိုပြီးတော့အစားအသောက်ကိုစိတ်ကူးပြီးတော့စောင့်တဲ့ဥပုပ်မျိုးတွေလည်းရှိတာပဲဒါအေးမြတ်စွာဘုရားကဒီကနေ့ဘာဟင်းနဲ့စားတယ်နေ့ပြင်ကဘာဟင်းစားမယ်တပတ်ခါဘာဟင်းစားမယ်အစားအသောက်တွေကိုစီမံပြီးစိတ်ကူးပြီးတော့စောင့်တဲ့ဥပုပ်မျိုးတွေတဲ့အဲ့ဒီဥပုပ်မျိုးတွေကအကျိုးသိပ်ပြီးတော့မရှိဘူးတဲ့နွားကြောင်းသားတွေစိတ်သဘောထားနဲ့သွားတူနေတယ်အစားအသောက်ပေါ်မျောလင့်ပြီးတော့စားစရာတောက်စရာတွေမျောတွေးပြီးတော့စောင့်နေတဲ့ဥပုပ်ဟာဘာဥပုပ်တော့ဘာကိုမျောတွေးတာတော့ဆိုလို့ရှိရင်စားစရာတောက်စရာမျောတွေးခြင်းသည်အဘိဇ္ဇာဆိုတာစားစရာအာယုံပေါ်မှာရှေးရှုတွေးနေတဲ့လောဘစိတ်တွေဖြစ်နေတယ်ဒါပြောတာနော်ဒီနေ့ဒီဟင်းစားပြီးတော့ဥပုသ်ဆောင်နေနောက်ရဲကြတော့ဟိုဟင်းစားမယ်ဟိုအစားစားမယ်နဲ့အစားအစာတွေပေါ်မှာစိတ်အများကြီးရောက်ပြီးတော့စောင့်နေဥပုသ်တဲ့ဥပမာမဲ့နွားချောင်းသားတွေဟာနွားကိုကြောင်းပြီးတော့တနေ့ကုန်တဲ့အခါနွားတွေမောင်းပြီးတော့ခြံတဲ့ထက်နွားပိုင်ရှင်ကိုပြန်အပ်ပြီးတော့သူတို့ဘာတွေစိတ်ကူးတော့ဆိုရင်ဒီကနေ့ဒီနွားအုပ်ကိုဒီစချက်မှာကျွေးပြီးတော့ဒီနေရာမှာရေတိုက်တယ်လက်ပြင်ကကြတော့တို့စချက်ပြောင်းရမယ်ဒီစချက်မဟုတ်တော့ဘူးနောက်ထပ်စချက်တနေရာပြောင်းပြီးတော့ဘယ်နေရာမှာရေတိုက်မယ်ဆိုတဲ့စီမံချက်တွေမချကြဘူးလားနွားကြောင်းသားတွေဟာဒီကနေ့ဒီနေရာမှာနွားကြောင်းတယ်လက်ပြင်ကဟိုနေရာမှာကြောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နေတယ်လို့ပဲဥပုသ်တယ်ဟာလည်းပဲဒီကနေ့ဒီဟင်းနဲ့စားတယ်လက်ပြင်ကကြတော့ဟိုဟင်းချက်မယ်ဟိုအစားအစာစားမယ်ဆိုပြီးတော့စားရေးတောက်တာကိုလုံးပန်းပြီးတော့စားရေးတောက်တာကိုသာတွေးတောပြီးတော့စောင့်တဲ့ဥပုပ်မျိုးဟာနွားကြောင်းသားစိတ်သဘောထားနဲ့တူးနေသည့်အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒါကိုဂောပါလကုပောဒထာတဲ့နွားကြောင်းသားရဲ့စိတ်နဲ့နှိုင်းရှင်ပြီးတော့
ပြောရမယ်ဥပုသ်ဆောင်ခြင်းမျိုးလို့ခေါ်တယ်အဲ့ဒီဥပုသ်ဆောင်ခြင်းမျိုးဟာလောဘနဲ့အချိန်များများကုန်တာမို့လောဘစိတ်တွေထိန်းနိုင်တာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကနမဟဖလောတဲ့အကျိုးများများမရှိဘူးတဲ့နမဟာနိတံသောများစွာသောအာနိသင်တွေရမှာမဟုတ်ဘူးလို့ဒီလိုပြောတယ်အဲ့တော့မမှန်ကန်ဘူးပေါ့အဲ့ဒီစိတ်ဓာတ်မျိုးလေဥပုသ်မဆောင်နိုင်ဘူးပေါ့နောက်တစ်ခုနိခန္ဓာတွေစောင့်တာတော့ဒါကတော့ဘုရားဘာသာနဲ့မဆိုင်ဘူးနိခန္ဓာဆိုတဲ့ပုဂ္ဂိုလ်တွေကဥပုသ်နေ့မှာဆိုရင်သူတို့တရားဓမ္မတွေကိုပြောတယ်တဲ့ဘာပြောတော့ဆိုစောင့်တည်ခိုင်းတယ်သူတို့ယူခိုင်းတဲ့သီလကဘာတော့ဆိုလို့ရှိရင်အရှိအယမျက်နှာမှာယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးလို့အဓိဋ္ဌာန်လိုက်တယ်တောင်ဘက်ကလည်းပဲယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးအနောက်ဘက်ကလည်းယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးမြောက်ဘက်ကလည်းပဲဟိုယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေမတတ်ဘူးယူဇနာတရားဆိုတာတယူဇနာတွေမဲ့10မိုင်12မိုင်ရှိနေယူဇနာတရားဆိုအလွန်ဝေးတာမဟုတ်လားအဲ့တော့ဒီအတွင်းကတတ္တဝါတွေကိုတော့တတ်မယ်ဆိုတဲ့အဓိပ္ပာယ်ရနေတယ်ဟုတ်ကဲ့သူဥပုပ်ကစောင်းပုံဆောင်နေကနေမြေနဲ့ကန့်တက်ပြီးတော့စောင့်တာသူကယူဇနာတရားအပြင်ဘက်ကသက်ရှိတတ္တဝါတွေကိုမဆောင်ဘူးပါဏာတိပါဒထိမ့်သိမ်းဆောက်ရှောက်မယ်ပေါ့အရှိဘက်ကယူဇနာတရားဟိုဘက်တောင်ဘက်ကယူဇနာတရားဟိုဘက်အနောက်ဘက်ကယူဇနာတရားဟိုဘက်မြောက်ဘက်ကယူဇနာတရားရဲ့ဟိုဘက်မှာရှိတဲ့တတ္တဝါတွေကိုမတတ်ပါဘူးလို့ဟောပါဏာတိပါဒဝေရမဏိသူတို့ဘောမှာတပ်ဖြတ်ညှင်းဆဲမှုမလုပ်ပါဘူးရှောင်ကျင်မမယ်လို့ဆိုတဲ့ဥပုပ်အဲ့ဒီဥပုပ်ကတော့တော်တော်လူပါဝါတဲ့ဥပုပ်ပဲเนาะဘာလို့လို့ဆိုလို့ရှိရင်တတ္တဝါတတ်ခြင်းဟိုဝေးကြီးထီအောင်ဘယ်သူကသွားတတ်နေမလို့အဲ့တော့အတွင်းသားကလက်လန်းမိတာတွေတော့တတ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကရနေတယ်ပြီးတော့ဥပုပ်နေ့မှာဘာဆိုခိုင်းသေးတုံးလို့ဆိုတဲ့အခါကျတော့ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူဟာမှမဟုတ်ဘူးတခြားလူဟာလည်းငါနဲ့မဆိုင်ဘူးငါရဲ့ဟာငါရဲ့ဆွေမျိုးမဟုတ်ဘူးလို့နှုတ်ကနေဆိုပြီးတော့စောင့်တည်ရတယ်တဲ့ဥပုသ်စောင့်တည်ရတယ်နော်နာဟံကွသနိကတ္တစီကိစ္စနတတ္တမိပါဠိလိုကြတာနသမမကွသနိကိစ္စနတတ္ထိအတိပ္ပယ်ကတော့ငါဟာဘသူရဲ့မှကြောင်းကြဆိုင်ရမဲ့လူမျိုးမဟုတ်ဘူးတခြားလူတယောက်ဟာလည်းငါရဲ့ကြောင်းကြဆိုင်ရမဲ့လူမျိုးမဟုတ်ဘူးငါအမျိုးလည်းမဟုတ်ဘူးဘာမှမတော်ဘူးဆိုတဲ့ဒီအဋိဋ္ဌာန်ချက်ကိုဆိုရတယ်တဲ့အဲ့ဒီဥပုသ်ဆောင်တဲ့နေ့မှာဒါနိခန္ဓာတွေဆောင်တဲ့နေ့အဲ့တော့သူတို့စောင့်တဲ့ဟာနှစ်ချက်ရှိတယ်ယူဇနာတရားရဲ့ဟိုဘက်ကတတ္တဝါတွေကိုမတတ်ဘူးလို့ဆိုတော့တချို့တတ္တဝါတွေကိုတော့တတ်ခွင့်ရှိတယ်ဆိုတော့တဏှာရမဲ့တတ္တဝါကရှိတယ်မတဏှာရမဲ့တတ္တဝါရှိတယ်ဟောတတ်လို့ရတဲ့တတ္တဝါရှိတယ်တတ်လို့မရဘူးဆိုတဲ့တတ္တဝါရှိတယ်ဆိုတချို့တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာထားပြီးတချို့တတ္တဝါတွေပေါ်မှာမေတ္တာကရုဏာမထားရမရောက်ပေဘူးလားရောက်သည့်အတွက်ကြောင့်သူတို့ဟာတတ္တဝါအချို့ပေါ်မှာမေတ္တာကရုဏာထားတယ်တတ္တဝါအချို့ပေါ်မှာမေတ္တာကရုဏာမထားဘူးလို့ဆိုကြတဲ့ကမမြမတတဲ့မေတ္တာစိတ်နဲ့စောင့်တဲ့ကုသိုလ်ဖြစ်နေပြန်တယ်မမြမတတဲ့စိတ်ဓာတ်နဲ့စောင့်နေဖြစ်နေလို့ရသော်ဘုရားကအကျိုးမရှိဘူးတဲ့အဲ့ဒီလိုစောင့်နေလို့နောက်တစ်ခုကငါကဘသူမှငါဟာဘသူရဲ့ဆွေမျိုးမှမဟုတ်ဘူးငါဟာဘသူမှကြောင်းကြဆိုင်ရမယ်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဆိုခိုင်းတယ်တခြားလူတယောက်ဟာလည်းငါနဲ့ဘာမှမသက်ဆိုင်ဘူးငါရဲ့ဆွေမျိုးမဟုတ်ဘူးပစ္စည်းဥစ္စာတွေလည်းငါဟာမဟုတ်ဘူးလို့ကြေညာခိုင်းတယ်အဲ့ဒီလိုကြေညာပြီးနောက်တည့်ရက်ကြတယ်သူမိသားစုတွေအားလုံးကလည်းပဲငါဒီဘသူနဲ့မှမပတ်သက်ဘူးလို့ပါဇက်ကသာဆိုတာသူ့အမေကအမေပဲအဖေကအဖေပဲသားသမီးကသားသမီးပဲမဖြစ်ဘူးလား
မိဘတွေကလည်းပဲဒါငါတို့သားပဲဒီလိုပဲမသိဘူးလားအဲ့ဒါကိုအတင်းလိန်ခိုင်းရရောက်တယ်တဲ့မြတ်စွာဘုရားမုဒ္ဒဝါဒကရှောင်ရမယ့်အစာမုဒ္ဒဝါဒဆိုခိုင်းတာနဲ့တူးနေတယ်ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူရဲ့ဆွေမျိုးမှမဟုတ်ဘူးဆိုတာကလိန်နာခြင်းတစ်မျိုးဖြစ်နေတယ်တဲ့မုဒ္ဒဝါဒကိုဆိုခိုင်းရရောက်တယ်နောက်တည့်ရဲ့ဥပုပ်ကထွက်တဲ့အခါကျတော့အိမ်မှာသူရှိတဲ့ပစ္စည်းတွေခုနတုန်းကတော့ကြေညာထားတယ်ငါနဲ့ဆိုင်တဲ့ပစ္စည်းမရှိဘူးလို့ငါဟာမဟုတ်ဘူးလို့ကြေညာထားပြီမဲ့လို့မပြောမပြုတ်နဲ့အဲ့ဒီကြေညာထားတဲ့ပစ္စည်းတွေကို तू ကယူသုံးတယ်ဒါသူပစ္စည်းကိုအယက်မှာတော့ဟုတ်ကဲ့အဲ့ဒါလို့ယူသုံးတယ်ဆိုလို့ရှိရင်ဘာဖြစ်တုံအဋိဏဒါနမဖြစ်ဘူးလား तू ကြေညာထားတာငါဟာမဟုတ်ဘူးလို့ तू ကကြေညာထားတာအဲ့တော့ကြေညာထားတဲ့ပစ္စည်းကို तू ကနောက်တည့်ရက်မှာဘယ်သူမှမပြောဘဲနဲ့ယူပြီးတော့သုံးလို့ရှိရင်အဋိဏဒါနဖြစ်တယ်တဲ့ဟောလိန်နာမှုမုဒ္ဒဝါဒလည်းဖြစ်တယ်မပေးတဲ့ပစ္စည်းကိုသုံးတာဖြစ်သောကြောင့်အဋိဏဒါနလည်းဖြစ်တယ်ဒါတွေကရှောင်ကျဉ်ရမယ့်အစားဒီအတိုင်းကျွလွန်မိရတာဖြစ်နေသည့်အတွက်ကြောင့်နိခန္ဓာတွေစောင့်တဲ့ဥပုပ်ဟာရည်စရာလည်းကောင်းတယ်အကျိုးလည်းမရှိဘူးလို့မြတ်စွာဘုရားကဒီလိုဟောတယ်နော်အဲ့တော့လောကမှာဘာသာတရားတွေကဒီလိုပဲဥပုပ်ကိုအမျိုးမျိုးစောင့်ကြတယ်အမျိုးမျိုးစောင့်ကြတယ်ဥပုပ်နေ့တတ်မှတ်ပုံချင်းကလည်းတဦးနဲ့တဦးမတူဘူးဥပုပ်စောင့်တာချင်းလည်းမတူဘူးဘုရားမြတ်စွာရဲ့အရိယဥပောဒထလို့ခေါ်တဲ့သူတော်စင်တွေစောင့်သုံးတဲ့ဥပုပ်ကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဲ့ဘယ်လိုဟာတော့ဆိုရင်ညှဉ်းနွမ်းနေတဲ့စိတ်ကိုဖြူစင်အောင်ကြိုးစားမှုပဲဥပုပ်ဆောင်ရင်ညှဉ်းနွမ်းနေတဲ့စိတ်တွေကိုဖြူစင်အောင်ကြိုးစားပေးဖို့လိုအပ်တယ်ဖြူစင်အောင်ကြိုးစားရမယ်ဥပုပ်ဆောင်နေအဲ့တော့အရိဥပောဒထဆိုတဲ့နေရာမှာစိတ်ကိုဖြူစင်အောင်လုပ်ရစိတ်ကိုဖြူစင်အောင်လုပ်ရရှစ်ပါးသီလစောင့်တည်လိုက်တယ်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယရှစ်ပါးသီလစောင့်တည်အဲ့ဒီမှာဥပုပ်တေကဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယမိသူ့အသက်ကိုတတ်ချင်းမှရှောင်ကျင်ပါတယ်ဆိုတဲ့နေရာမှာသူနှလုံးသွင်းရမှာကဘာလို့ဆိုရင်လောကမှာရှိတဲ့သူတော်စင်တွေယဟန္တာပုဂ္ဂိုလ်တွေဆိုတာသူတစ်ပါးအသက်ကိုတတ်ချင်းမှလုံးဝရှောင်ကြတယ်ရှောင်ယုံနေမကဘူးတတ္တဝါတွေကိုရိုက်ပုတ်ညှင်းဆဲကြောင်းဖြစ်တဲ့ဒုဒ္ဓဆတဲ့လက်နဲ့တောင်မထားဘူးပါဏာတိပါဒအမှုကိုရှက်ကြတယ်တဲ့တတ္တဝါတွေပေါ်မှာလည်းတနာတယ်ကရုဏာထားတယ်မေတ္တာထားတယ်ဟောယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ထားအဲ့လိုရှိတယ်နော်ဥပုပ်တေတယောက်ကလည်းပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယမိလို့စောင့်တည်လိုက်လို့ရှိရင်ယဟန္တာရဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားမျိုးထားတာပဲဒါတူတူပဲယဟန္တာပုဂ္ဂိုလ်တွေထားတဲ့စိတ်ဓာတ်မျိုးဒီကနေ့ငါထားရပြီလို့သူ့စိတ်ထဲမှာကျဉ်တ်မှုဝမ်းသာမှုကြည်နူးမှုတွေဖြစ်တယ်အဲ့ဒါလိုဖြစ်အောင်နှလုံးသွင်းရမယ်လို့ပြောတယ်နော်ဒါဘလောက်အဓိပ္ပာယ်ရှိတော့သူတော်စင်တွေဟာသူများတဲ့ကိုမတတ်ဘူးဒီကနေ့ငါသူတော်စင်တွေလှုပ်တဲ့အတိုင်းငါလိုက်ပြီးတော့ကျင့်သုံးမယ်သူများတဲ့ကိုမတတ်ဘူးဟောဒီလိုတစ်ခုစီတစ်ခုစီအဋိဏဒါနဝေရမဏိသိက္ခာပရံသမာရိယမိသူတော်ဘာမပေးတဲ့ပစ္စည်းကိုပိုင်ရှင်မပေးတဲ့ပစ္စည်းကိုဤအမျိုးမျိုးနဲ့ရယူခြင်းဆိုတာငါမလုပ်ဘူးရှောင်ကျင်တယ်လောကမှာရှိတဲ့ယဟန္တာလို့ခေါ်တဲ့သူတော်စင်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဟာလည်းပဲသူမြတ်ပစ္စည်းကိုဘယ်တော့မှယူလို့မရှိကြဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အကျင့်တရားကိုဒီကနေ့ငါလိုက်နာပြီးတော့ကျင့်သုံးရတယ်လို့ဟောစိတ်ထဲမှာအာတက်တရောဖြစ်လာကြည်နူးလာတယ်ဝမ်းသာလာ
သူတော်ကောင်းရဲ့အကျင့်ကိုအတူယူပြီးတော့ကျင့်သုံးရတယ်ဆိုတော့ဒီအကျင့်ကြောင့်သူတော်ကောင်းဖြစ်တာဆိုတော့ကိုယ်တိုင်လည်းပဲဒီအကျင့်ကိုထာဝရမကျင့်နိုင်တော့မှပဲဒီကနေ့တည်းရဲ့ကျင့်လိုက်ရတယ်ဆိုတာယဟန္တာရဲ့ကျင့်တဲ့အဆင့်မျိုးကိုတို့တွေကျင့်ရပြီလို့ဆိုဝမ်းသာစရာမကောင်းဘူးလားအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့တွေးပြီးတော့ဥပုသ်ဆောင်အောင်မယ်ထို့တူပဲအဗျမ္မစရိယဝေရမဏိသိက္ခာဗရံသမာဓိယယဟန္တာပုဂ္ဂိုလ်တွေဟာမမြတ်သောမေထုံအကျင့်ဆိုတာကိုရသက်ပံရှောင်ကျင်ကြတယ်ထိုယဟန္တာပုဂ္ဂိုလ်တွေရှောင်ကျင်တယ်လို့ငါကလည်းပဲဒီကနေ့ဒီရက်မှာရှောင်ကျင်လိုက်ရပေသည်ဟောစိတ်ထဲမှာဝမ်းသာတဲ့စိတ်နဲ့ယဟန္တာပုဂ္ဂိုလ်တွေကိုအတုလိုက်ပြီးတော့ကျင့်သုံးတယ်တစ်ခုချင်းတစ်ခုချင်းသိက္ခာပုဒ်တွေမုဒ္ဒဝါဒဝေရမဏိသိက္ခာပရံသမာဓိယာမိယဟန္တာပုဂ္ဂိုလ်တွေဟာဘယ်တော့မှလိမ်ပြောလေးမရှိဘူးမုဒ္ဒဝါဒကရှောင်ကျင်ကြတယ်ဒီကနေ့ငါလည်းပဲမုဒ္ဒဝါဒကရှောင်ကျင်ရပေပြီယဟန္တာပုဂ္ဂိုလ်တွေကိုအတူယူပြီးတော့ကျင့်သုံးရတယ်လို့စိတ်ထဲမှာအာရဝန္တာဖြစ်ရစိတ်ထဲမှာကြည်နူးထို့တူပဲသူရမေရယမစ္ဆပမာဒဌာနဝေရမဏိသိက္ခာပရံသမာဓိယာမိဆိုပြီးတော့စောင့်တည်လိုက်ယန္တာအရှင်မြတ်များသည်ဘယ်တော့မှမူရည်စေဝါသုံးဆွဲတာမျိုးမရှိဘူးတဲ့ငါလည်းပဲဒီကနေ့ယန္တာပုဂ္ဂိုလ်ကြီးကျင့်တဲ့အကျင့်မျိုးကိုလိုက်နာပြီးတော့ကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးဟောယန္တာတွေဆိုအမတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်မျိုးကိုလိုက်ပြီးတော့ကျင့်ရတယ်ဆိုတဲ့အဆင့်တန်းမှမဟုတ်ဘဲနဲ့ဟုတ်ကဲ့ကိုချင်းတရားအားဖြင့်ကိုယ့်ကိုမြင့်တင်ပြီးတော့အဲ့ဒီလိုစောင့်သုံးရမယ်တဲ့ဒီဥပုသ်ဆောင်တဲ့အခါနောက်တစ်ခါဝိကာလဘောဇနာဝေရမဏိသိက္ခာပရံသမာဓိယာမိဆိုလိုက်တဲ့အခါယဟန္တာအရှင်မြတ်များဟာနတ်နဲ့တစ်ချိန်သာဖုံးမေးသုံးဆောင်တော်မူကြတယ်မွန်းလွဲတဲ့အချိန်မှလည်းမဖုံးမေးဘူးညနေစာလည်းမချိန်ဖုံးမေးဘူးညစာလည်းမဖုံးမေးဘူးနတ်နဲ့ပိုင်းတစ်ချိန်သာဖုံးမေးတော်မူကြတယ်ငါလည်းပဲဒီကနေ့ယန္တာပုဂ္ဂိုလ်ရဲ့အကျင့်ကိုလိုက်ပြီးတော့ကျင့်သုံးရတယ်စိတ်ထဲမှာဝမ်းသာအဲ့တော့ဘုရားဘာသာကညနေမစားဘူးလို့ဆိုတာတက်တက်အငတ်ခန္ဓာမဟုတ်ဘူးနော်တက်တက်အငတ်ခန္ဓာမဟုတ်ဘူးတကယ်သူတော်စင်ပုဂ္ဂိုလ်တွေဟာညစာကိုရှောင်ကြတယ်ဘာဖြစ်လို့ညစာကိုရှောင်တယ်လဲလို့ဆိုလို့ရှိရင်အဓိပ္ပာယ်ကညစာစားခြင်းအပြင်လူတွေမှာအစာဝလာတဲ့အခါမှာအိတ်ချင်ထိုင်ပိုင်မှုတွေပို့ပြီးတော့မများဘူးလားများတယ်တန်ဖိုးရှိတဲ့ညအခါမှာဖိုင်လေးလေးနဲ့အိတ်ဖို့ပဲကြိုးစားတော့မှာပေါ့သူတော်စင်သူတော်မြတ်များကညအခါဟာသိတန်ဖိုးရှိတယ်လို့ယူဆကြတယ်ဒါကြောင့်မို့လို့အိတ်အနေနဲ့အောင်လဲညစာကိုမစားပဲနဲ့မနက်နဲ့စားပဲစားတယ်နောက်တစ်ခုကညစာစားမယ်ညစာစားမယ်ညနေစာစားမယ်ဆိုလို့ရှိရင်ဝေယဝိဆတွေရောမလုပ်ရဘူးလားချက်ရမယ်ပြုတ်ရမယ်ထမင်းပွဲပြင်ရမယ်ဆင်ရမယ်ဆိုတဲ့ဝေယဝိဆမချက်ပါဘူးဆိုင်သွားမယ်ဆိုလည်းသွားရသေးတာပဲဟုတ်ကဲ့လားစားပြီးပြီဆိုတာနဲ့ဗိုက်လေးသွားပြီလေဗိုက်လေးသွားရင်အိတ်ဖို့ပဲစဉ်းစားတော့မှာပဲတန်ဖိုးရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းလေးကိုအချိန်ဖြုံးပစ်ဖို့ပဲရှိတယ်တဲ့ကာမဂုဏ်အာယုစိတ်တွေလောဘတွေနဲ့အိတ်လိုက်ကြပြီသူတို့စင်သူတို့မြတ်တွေကတော့အဲ့လိုမဟုတ်ဘူးသူတို့ပြောတာနတ္တဝသုပိတုံဟောတိရတ္တိနက္ခတ္တမာလိနီညအခါမှာဆိုတာကောင်းကင်ကိုမော့ကြည့်လိုက်လို့ရှိရင်အမတန်မှကြည်နူးစရာကောင်းတယ်ကောင်းကင်မှာလတို့လက်ခတ်တို့ကျေတာယာတွေရှိမနေဘူးလားနေအခါမှာကြည့်မယ်ဆိုလို့ရှိရင်နေကြီးကလွဲလို့တခြားမမြင်ရဘူးညမှာကျတော့အလွန်လှပတဲ့လက်ခတ်တွေဟိုနားကဝင်းဝင်းလက်လက်ဒီနားကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိပ်ပြီးတော့ဖြတ်ကျော်ပလိုက်ကြတယ်မေ့ထားလိုက်ကြတယ်ညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဘူးဒါကြောင့်မို့လို့သူတော်စင်သူတော်မြတ်တွေက
Nata wa tupito hoti rati nekata malini Nyasura Neka pandi ne sandaje alon lare nya khasura aipho mohopu Pati sekitu mewita Nyasura koye kukuku thindai saw shaw pi do akudoတရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ညဆိုတော့ရာသီဥတုကလည်းအေးချမ်းတယ်နေ့လိုမပူအေးမြတယ်နေ့ခါမှတော့လူသံတွေငှက်တံတွေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကလားတိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိပ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာအစာစားထားလို့ရှိဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာရဘောဇနာတန်ဖိုးရှိတဲ့ညရဲ့တန်ဖိုးရှိအောင်နေနိုင်အောင်လို့ရည်ရွယ်တဲ့ကိစ္စတစ်ခုပဲเนาะအေးဒါကြောင့်မို့လို့ယဟန္တာပုဂ္ဂိုလ်တွေဟာညအခါမှာသုံးဆောင်ခြင်းမရှိကြဘူးမွန်လွဲတဲ့အချိန်မှာသုံးဆောင်ခြင်းမရှိကြဘူးငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေရဲ့အကျင့်တိုင်းလိုက်နာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာချီးနူးပြီးစောင့်နိစ္စဂိတဆိုတာလည်းပဲကြည့်လိုက်အောင်နိစ္စဆိုတာကိုယ်တိုင်ကတယ်သူများကိုကပြတယ်သူများကတာကိုကြည့်တယ်ဒါတွေကစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်တက်တက်ပျော်ဖို့ပဲမဟုတ်လားကိုကပြတာလည်းပဲကိုကတာကိုသူများတွေသဘောကျစေခြင်းနဲ့သူများကတာကိုကြည့်ပြီးတော့လည်းကိုကသဘောကျခြင်းနဲ့ဘာတွေဖြစ်တာတော့လောဘတွေပဲဖြစ်တာနော်ဂီတဆိုလို့ရှိရင်လည်းကိုကသာသာယာယာနဲ့အတန်လေးနဲ့တခြင်းဆိုပြတယ်သို့မဟုတ်သူများဆိုထားတဲ့တခြင်းကိုနားထောင်တယ်ဒါလည်းပဲအာယုံရတာကိုခံစားတဲ့လောဘတွေပဲဖြစ်တာပဲเนาะဝါဒိတကိုယ်တိုင်တီးတယ်ဒုရိယာတွေကိုကိုယ်တိုင်တီးတယ်သို့မဟုတ်သူများတီးတာကိုနားထောင်နိစ္စဂီတဝါရိတဝိတုကဓာတနာတရားဓမ္မရဲ့ဆန့်ကျင်ဘက်သာသနာတော်ရဲ့ဆန့်ကျင်ဘက်သာသနာတော်ရဲ့ဆန့်ကျင်ဘက်ဆိုတာဘာလို့ဆိုရင်မြတ်စွာဘုရားကအကုသိုလ်ဆိုတာမဖြစ်စေနဲ့ကုသိုလ်ကိုဖြစ်အောင်လုပ်ဆိုတော့အကုသိုလ်မဖြစ်စေနဲ့ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့မဆန့်ကျင်ဘူးလားအဲ့ဒါကြောင့်မို့လို့ဝိသုကတသနာလို့ပြောတာเนาะတချို့ကပွဲကြိုက်တဲ့လူကပြောသေးတယ်ကြည်တတ်ရင်ဘာဝနာမကြည်တတ်ကတဏှာဆိုပြီးတော့နေသူတို့ဘာဝနာဖြစ်အောင်ကြည်တယ်လို့ဒီလိုကြမ်းဖန်ပြီးတော့ပြောတဲ့လူကရှိသေးတယ်เนาะသို့တော့ကြည်တယ်ဆိုရင်ဘယ်လိုစိတ်ဖြစ်တယ်ဆိုတာကိုယ့်အကိုအသိဆုံးပဲအဲ့ဒါတွေကိုမကြည့်ဘူးတဲ့လူရဲ့စိတ်ကိုတွေးဝေမိန်မောစေတတ်တဲ့အရာတွေကိုကြည့်ရှုခြင်းနားထောင်ခြင်းဒါတွေကနေရှောင်ကျင်လိုက်တယ်ဆိုယဟန္တာပုဂ္ဂိုလ်တွေရှောင်ကျင်တဲ့အတိုင်းငါလည်းပဲဒီကနေ့တန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးရှိကောင်းတဲ့အရာတွေနဲ့အချိန်ကုန်ဖို့ကြိုးစားရတယ်လို့စိတ်ထဲမှာဟောတယ်လို့တွေးတော်ဆင်ခြင်ရမယ်နောက်တစ်ခုကမာလာခန္ဓာဝိလိပနဓာရဏမန္တနဝိဘုဒနာဌာနာကြည်ပန်းပန်းနေဆိုတာကိုအလှဆင်တာသို့မဟုတ်သူများမြင်လို့ရှိရင်လည်းကိုယ်တတ်မဲ့အောင်လုပ်တာကိုလည်းတတ်မဲ့စေတယ်သူတစ်ပါးကိုလည်းကိုလည်းတတ်မဲ့အောင်လုပ်တယ်သူတစ်ပါးကိုလည်းတတ်မဲ့စေတယ်နန္တာရီလိမ့်ကြံလိုက်သည့်အတွက်ကြောင့်ကိုကလည်းအနံ့ပေါ်မှာကြိုက်တယ်သူများကအနံ့ရရင်လည်းပဲလောဘဖြစ်စေတယ်မိတ်ကတ်တို့ပေါင်တာတို့လိမ့်တဲ့အခါမှာလည်းကိုตาယာပြီးတော့လောဘဖြစ်စေတယ်သူတစ်ပါးကမြင်ရင်လည်းလောဘဖြစ်စေတယ်ဆိုတော့ကြည့်ဒါတွေလည်းအကုသိုလ်ဖြစ်စေတဲ့အရာတွေကြီးပဲမဟုတ်လားတာမန်နေ့စဉ်မှာမရှောင်နိုင်ပေမဲ့လို့ဥပုသ်ဆောင်တဲ့နေ့မှာဒါတွေကိုဖယ်ရှားပြစ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မာလာခန္ဓာဝိလိပနဓာရဏမန္တနဝိပုဒနာဌာနာဝေရမဏိဆိုပြီးတော့ယဟန္တာပုဂ္ဂိုလ်တွေဟာရာသက်ပံမိမိကိုယ်လှအောင်ပအောင်တန်းစာဆင်နာမလုပ်ဘူးသူတစ်ပါးတွေတတ်မဲ့အောင်မလုပ်ဘူး
ပုံမှန်တိုင်းကိုတန်တန်ပြန့်ပြန့်ကလေးနေတာပဲရှိတယ်တမင်လှုပ်တာမျိုးမလှုပ်ဘူးလူဆိုတာတန်တန်ပြန့်ပြန့်တော့နေရတာပေါ့ရေမိုးချိုးပြီးတော့တန်တန်ပြန့်ပြန့်နေရမယ်တန်တန်ပြန့်ပြန့်နေတာတဲ့ပိုသွားပြီဆိုလို့ရှိရင်တတ်မဲ့အောင်လှုပ်တာပဲဟုတ်ကဲ့တန်တန်ပြန့်ပြန့်နေယုံအနန္တပြောင်းယုံလှုပ်တာဒါကတော့လှုပ်တဲ့ကိစ္စတစ်ခုပဲဘာဖြစ်လို့တော့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကမတင့်တယ်ယွန်းစပွဲဖြစ်တဲ့အရာဖြစ်တယ်အဲ့ဒီမတင့်မတဲ့ယွန်းစပွဲဖြစ်တဲ့အရာကိုပျောက်ယုံမြရေမိုးချိုးတယ်ဒီလိုလုပ်တယ်တန်တန်ပြန့်ပြန့်နေတယ်ဒါကရိုးရလုပ်တာအဲ့ဒီတန်ပြန့်မှုတွေပို့ပြီးတော့လှအောင်ပြင်တာတော့ကြတော့ဟောလောဘပါလာပြီပေါ့လောဘပါလာပြီသဝိရာဂလို့ခေါ်တဲ့အရေးပေါ်မှာတတ်မဲ့တဲ့စိတ်တွေအစင်းတရံပေါ်မှာတတ်မဲ့တဲ့စိတ်တွေအလှပြင်းတဲ့ပေါ်မှာတတ်မဲ့တဲ့စိတ်တွေအဲ့ဒီစိတ်တွေနဲ့လှုပ်တာဖြစ်တော့လောဘတွေတိုးပွားပြီးတော့မလာဘူးလားမိမိကိုယ်တိုင်လည်းလောဘတွေတိုးပွားလာတယ်သူတစ်ပါးကိုလည်းပဲလောဘတွေတိုးပွားစေတယ်ဆိုတော့ကုသိုလ်တွေတိုးတာလားအကုသိုလ်တွေတိုးတာလားအကုသိုလ်တိုးတဲ့အလုပ်ဆိုလို့ရှိရင်မကောင်းတဲ့အလုပ်လို့ဒီလိုသတ်မှတ်ရဒါကြောင့်မို့ဥပုသ်ဆောင်တဲ့နေ့မှာအဲ့ဒီလိုမဖြစ်ရအောင်လို့ထိသိမ်းဆောက်ရှောက်တယ်ယဟန္တာပုဂ္ဂိုလ်တွေဟာအခုကဲ့သို့ကိုယ့်ကိုအလှပြင်းခြင်းဆိုတာမျိုးတွေကိုလုပ်တော်မမူကြဘူးငါလည်းပဲဒီကနေ့ယဟန္တာပုဂ္ဂိုလ်တွေလို့လိုက်နာကျင့်သုံးရပေပြီလို့စိတ်ထဲမှာဝမ်းမြောက်ကြည်နူးမှုနဲ့နေရမယ်လို့ဒီလိုဆိုလို့ဒီနောက်တစ်ခုကဥစ္စာတေယနာမဟာတေယနာဆိုခန္ဓာကြီးကျယ်တဲ့နေရာကြီးတွေပေါ့ခန္ဓာကြီးကျယ်တဲ့နေရာဥစ္စာတေယနာဆိုတာ2000တော်တဲ့မြင့်ပြီးတော့ကိန်းခန်းကြီးတဲ့နေရာကြီးတွေအမြင့်ကြီးတွေမှာအိဋ္ဌာမျိုးမဟာတေယနာဆိုအမတန်ထူးခြားတဲ့နေရာကြီးတွေမှာအိဋ္ဌာမျိုးဒါကဇိမ်ခံပြီးတော့အိတ်တဲ့အိယာတွေကိုရည်ညွှန်းပြီးတော့ပြောတာနော်ဇိမ်ခံပြီးတော့အိတ်တဲ့အိယာတွေမှာမအိတ်ဘူးတဲ့အဲ့ဒါမျိုးကိုမသုံးမဲ့နဲ့မြင့်သောနေရာမြတ်သောနေရာလို့ဆိုတဲ့ကိန်းခန်းကြီးတဲ့ဟာတွေမလုပ်ဘဲနဲ့ symbol light ပေါ့ရိုးရိုးကလေးအိတ်ဖို့အိတ်ဆက်တဲ့နေရာလေးလို့အဲ့တော့ရိုးရိုးလေးအိတ်တယ်ဆိုတာတက်တောင့်တက်တာအိတ်ဖို့မပြင်းသင့်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးတချို့ကအိတ်ရာကိုသေးသေးချာချာခန်းနာအောင်ပြင်ပြီးတော့ထားတာရှိသေးတယ်လေသေးသေးချာချာကိုခန်းခန်းနာနာဆိုဖာကြီးတွေနဲ့အလှပြင်ပြီးတော့အိတ်ကြတာရှိသေးတာဘူးအဲ့ဒါလို့အလှပြင်ပြီးတော့ခန်းခန်းနာနာကြီးအမတန်မြင့်ပြီးတော့တကယ်မင်းဆိုရာဇာတွေတတိတကြွယ်တွေသုံးတဲ့အသုံးမျိုးတွေနဲ့သုံးပြီးတော့ကိန်းခန်းကြီးတဲ့နေရာမျိုးမနေပါဘူးရိုးရိုးလေးပဲနေပါမယ်လို့ဟောဥစ္စာတေနမဟာတေနယန္တာပုဂ္ဂိုလ်တွေဟာဒီတိုင်းကျင့်သုံးရတယ်ကြည်လေမြတ်စွာဘုရားသခင်ကိုရောမြတ်မင်းသားဘဝတုန်းကအဲ့ဒီလိုကိန်းခန်းရှိတဲ့အမတန်မြင့်တဲ့နေရာတွေမြတ်တဲ့နေရာတွေကောင်းတဲ့နေရာတွေမှာနေလာပြီပဲလို့တောထွက်ပြီးတော့တရားကျင့်တဲ့အခါကျတော့တစ်ပင်အောက်ဒီတိုင်းထိုင်တာမဟုတ်လားအိတ်ဆရာရှိလေတစ်ပင်အောက်မှာပဲဒီတိုင်းပဲလေဖျားဖြစ်တော်မူတဲ့အခါတောင်မှကြည်ပါလားသုတ်တိယဆိုတဲ့ပုံနာကလှူလိုက်တဲ့မျက်ရှိစုပ်ကိုဖြန့်ခင်းပြီးတော့ထိုင်တာလေမျက်ခင်းလေးပေါ်ထိုင်တော့မျက်ခင်းလေးဆိုတော့အလွန်အေးတာအဲ့ဒီမျက်ခင်းလေးပေါ်တွေရသည်ကဆုံလာကြီးဆိုတော့မျက်ခင်းလေးပေါ်ထိုင်လိုက်ရရင်မျက်စိမ့်စိမ့်လေးပေါ်မှာအမတန်အေးအဲ့ဒီပုံမှာတင်မြင်ခွေးထိုင်ပြီးတော့မြတ်စွာဘုရားရဲ့အလောင်းတော်မှာတရားဓမ္မရှုရင်းကနေဘုရားဖြစ်သူရောက်သွားတာလေအဲ့တော့ကိန်းခန်းကြီးတဲ့နေရာတွေမှာမဟုတ်ဘူးတဲ့အဲ့ဒီလိုရိုးရိုးလေးနဲ့ကျင့်ကြံကြုတ်ကုတ်နေသွားတဲ့အနေအထိုင်မျိုးဟာယဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတဲ့နေရာမျိုးဖြစ်တယ်ဒါကြောင့်မို့ငါလည်းပဲဒီကနေ့အဲယဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတယ်လို့လိုက်နာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ရမယ်လို့ဒီလိုဆိုတာနော်အဲ့ဒါလို့၈ပါးသီလကိုတစ်ခုစီစောင့်တည်ပြီးတော့ကျင့်သုံးခြင်းစိတ်ထဲကဒီအတွေးလေးတွေနဲ့မှန်ကန်တဲ့အမြင်ကလေးတွေနဲ့စောင့်သုံးတဲ့ဥပုသ်ဟာအလွန်အကျိုးကျေးဇူးများတဲ့ဥပုသ်လို့ဒီလိုပြောတယ်
နောက်အဓိကအဖြစ်ဥပုသ်ဆောင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ရဲ့အညစ်အကြေးတွေမဖြစ်အောင်ဥပုသ်ဆောင်တာကတော့ကြည့်အဓိကကစိတ်အညစ်အကြေးတွေမဖြစ်အောင်လုပ်တာဆိုပေမဲ့ကာယကံမှုနဲ့ဝစီကံမှုမကျွလွန်အောင်ထိမ့်သိမ့်ထားတာအဲ့ဒီအဓိကအပြင်စိတ်ကိုမထိမ့်သေးဘူးအဲ့ဒါကြောင့်မလို့စိတ်ကိုထိမ့်နိုင်အောင်ဥပုသ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာဘာအာယုန်နဲ့နေရမလဲဘာအာယုန်နဲ့နေရမလဲဆိုရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာနံပါတ်1ဗျံမှုပောဒထမြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့နေနိုင်အောင်ကြိုးစားတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့ပြောတာလဲဆိုဖရာဥပုသ်ဆောင်တဲ့ဥပုသ်တယ်တယောက်ဟာဖရာကုံတော်ကိုနှလုံးသွင်းပြီးတော့နေရမယ်နှလုံးသွင်းတယ်ဆိုတာဖရာကုံကိုအာယုံပြုပြီးတော့သူတဏ္ဍာမှာဖြစ်မဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားပစ်တာစိတ်ရဲ့အညစ်အကြေးတွေမိမိရဲ့တဏ္ဍာမှာမဖြစ်အောင်ဆေးကြောပစ်တာဘာနဲ့ဆေးကြောပစ်ဖရာကုံတော်နဲ့ဆေးကြောပစ်တယ်တဲ့နော်ခုခေတ်မှာတော့ဂုံတော်ပရိစိတ်တယ်ဆိုပြီးတော့စိတ်ကြတယ်ဂုံတော်ပရိစိတ်တဲ့အခါမှာဂုံတော်ပေါ်စိတ်မရောက်ဘဲနဲ့ပဋိပတ်အရေးအတွက်ပေါ်မှာစိတ်ရောက်နေလို့ရှိအနှစ်သာရအဖြစ်တော့နည်းနည်းရောနေမှုရှိမှာပဲเนาะပဋိပေါ်စိတ်ရောက်ရမှာမဟုတ်ဘူးအဓိကကတော့ဂုံတော်ပေါ်ကိုစိတ်ရောက်ရမှာဖရာဂုံတော်တွေကိုတစ်ခုစီမိမိတတ်သိနားလည်သလိုဂုံတော်တွေပေါ်မှာစိတ်ရောက်ပြီးတော့နှလုံးသွင်းဆင်ခြင်ပြီးတော့ဥပုသ်ဆောင်လိုက်ရမယ်အဲ့ဒါလိုဥပုသ်ဆောင်လိုက်လို့ရှိရင်လူရဲ့စိတ်ထဲမှာအညစ်အကြေးတွေဂုံတော်ကိုအာယုံပြုခြင်းအပြင်ဆေးကြောတန့်စင်လိုက်တာဘုရားကုံကိုအာယုံပြုပြီးတော့ချီနူးတဲ့စိတ်တွေပေါ်လာတယ်ဝမ်းသာတယ်ပီတိတွေဖြစ်တယ်အဲ့ဒီပီတိကိုဝိပဿနာရှုလိုက်မယ်ဆိုရင်တမက်တဖို့ရသွားနိုင်သေးတယ်အဲ့ဒါလို့တမက်တဖို့ရသွားတဲ့ပုဂ္ဂိုလ်တွေလည်းများများစွာရှိတယ်အဲ့တော့ဥပုသ်ဆောင်ရင်းကနေပြီးတော့မြတ်စွာဘုရားဂုံကိုအာယုံပြုပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီဥပုသ်ကိုဗျံမှုပောဒထတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့အတူနေပြီးတော့စောင့်သုံးတဲ့ဥပုသ်တဲ့ဒီလိုဖြစ်ဖို့လိုတယ်နော်နောက်တစ်ခုကြတော့ဘုရားကုံကိုအာယုံတော့မပြုဘူးဘာကိုအာယုံပြုတော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောကြားထားတဲ့မိမိသိတဲ့တရားတွေသို့မဟုတ်တရားရဲ့ဂုဏ်ကြီးတွေကိုဆင်ခြင်စဉ်းစားပြီးတော့နေတယ်တရားရဲ့ဂုဏ်ကြီးတွေမြတ်စွာဘုရားဟောတဲ့တရားဟာတကယ်မှန်ကန်တဲ့တရားပဲအမှန်တိုင်းဟောတာဖြစ်တယ်သက်ခါတမှန်ကန်ဟောတဲ့တရားဖြစ်လို့ဘုရားဟောတဲ့တရားဟာကြားနာလိုက်ရုံမဲ့အပူစင်တယ်ကျင့်လိုက်လို့ရှိရင်လည်းချမ်းသာတယ်ကျင့်ပြီးလို့ရှိရင်လည်းပဲနိဗ္ဗာန်ထိအောင်ကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်လို့ဟောနာယုံနဲ့ပဲအပူပန်မှုတွေကင်းသွားတယ်ဒီတရားမျိုးကိုမြတ်စွာဘုရားဟောတယ်လို့ဓမ္မရဲ့ဂုဏ်ရည်တွေကိုသက်ခါတတို့တန်ဋိဋ္ဌိကတို့အကာလိကမိမိနားတယ်လို့ဆင်ញင်ပြီးတော့စဉ်းစားပြီးဥပုသ်ဆောင်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့စိတ်တွေဟာတရားနဲ့အတူရှိနေသည့်အတွက်ကြောင့်တရားဂုဏ်ကိုအာယုံပြုရင်တရားဂုဏ်နဲ့မကောင်းတဲ့စိတ်တွေကိုဆေးကြောပြစ်ရမရောက်ပေဘူးလားအဲ့ဒါလို့ဆေးကြောပြစ်လိုက်လို့စိတ်ဓာတ်ကလေးဖြူစင်ကြည်နူးပြီးတော့ဝမ်းသာကြည်နူးတဲ့စိတ်တွေဖြစ်လာတယ်တဲ့အဲ့ဒီဝမ်းသာကြည်နူးတဲ့စိတ်ကလေးတွေနဲ့နေလို့ရှိရင်ဓမ္မပောဒထတရားဂုဏ်ကိုအာယုံပြုပြီးတော့နေတာစောင့်သုံးတဲ့ဥပုသ်လို့ဒီလိုခေါ်တယ်ထို့တူပဲတန်ဃာတွေရဲ့အရိယာတန်ဃာတွေရဲ့ဂုဏ်တွေအရိယာတန်ဃာတွေဆိုတာသုပ္ပတိပန္နောမှန်ကန်တဲ့အကျင့်တွေကျင့်တယ်ဥဇပတိပန္နောဖြောင့်မတ်စွာကျင့်တယ်ညာယပတိပန္နောနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တဲ့အကျင့်မျိုးကျင့်တယ်တာပိစိပတိပန္နောမှန်ကန်တဲ့အကျင့်တွေကျင့်တယ်လို့ဟောဒီလိုကျင့်ကြံကြုတ်ကိုအထောက်မှုအပိုင်းကဆင်ခြင်စဉ်းစားတာအာဟုနေရောပါဟုနေရောအဲ့ဒီအကျင့်တွေကိုအောင်မြင်မြင်ကျင့်ထားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အာဟုနေရအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေပါဟုနေရအိမ်မှာဧည့်သည်တွေဘာတွေလာရင်ကျွေးဖို့ဆိုပြီးတော့အစင်သင့်ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကျွေးမွေးတဲ့ပုဂ္ဂိုလ်တွေလို့ဒီလို
တန်ခါဂုံတွေကိုတစ်ခုစီအာယုံပြုတ်ပြီးတော့စောင့်ရှောက်မယ်ဆိုလို့ရှိရင်တန်ခုပောဒထလို့ခေါ်တယ်တန်ခါဂုံကိုအာယုံပြုတ်ပြီးတော့ကြည်နူးဝမ်းသာတဲ့စိတ်တွေနဲ့နေမယ်ထို့တူပဲကိုယ့်ရဲ့ကိုချင်းသီလတွေကိုဆင်ញင်တွေးတောပြီးစောင့်သုံးမယ်ဆိုရင်သီလနုတ္တိကိုယ့်ရဲ့သီလကုံကိုအာယုံပြုပြီးတော့စောင့်သုံးတာလည်းပဲထို့တူပဲသီလကိုအာယုံပြုပြီးတော့ကိုယ့်ရဲ့စိတ်အငြိအကျေးတွေကိုဆေးကြောပစ်တယ်နောက်တစ်ခုကဒေဝတာနုတ္တိဆိုတာနတ်တွေကိုတတိရတာကိုပြောတာမဟုတ်ဘူးဒေဝတာနုတ္တိကနတ်တွေကိုနှိုင်းရှင်စရာပြုပြီးတော့ဆင်ញင်တာဘယ်လိုဆင်ញင်တော့ဆိုရင်ကောင်းရတုဂတိရောက်သွားကြတဲ့နတ်တွေဟာအခုငါမှာသရတရားရှိတယ်အဲ့ဒီသရတရားမျိုးရှိသည့်အတွက်ကြောင့်သူတို့နတ်ပြည်ရောက်ကြတာငါမှာလည်းပဲဒီသရတရားတွေအခုဖြစ်နေပါလားလို့ဒီလိုတွေးတာဟုတ်ကဲ့လားသီလရှိလို့နတ်ဘဝရောက်သွားကြတာငါမှာလည်းအဲ့ဒီသီလတွေအခုရှိတယ်တတ္တာသီလအကြမြင်ဘုဒ္ဓတာတွေရှိလို့နတ်ပြည်ရောက်သွားကြတယ်ငါမှလည်းပဲအဲ့ဒီအကြမြင်တွေရှိတယ်စွန့်ကြဲမှုတွေရှိသည့်အတွက်ကြောင့်နတ်ပြည်ကိုရောက်သွားကြတယ်ငါမှလည်းပဲစွန့်ကြဲမှုဆိုတဲ့ဂုဏ်တွေရှိတယ်အသိပညာရှိသည့်အတွက်ကြောင့်နတ်ပြည်ကိုရောက်သွားကြတယ်ငါမှလည်းပဲအဲ့ဒီအသိပညာတွေရှိတယ်လို့နတ်တွေရဲ့ဂုဏ်အည်တွေကိုစဉ်းစားပြီးတော့ကိုယ်မှရှိတဲ့ဂုဏ်တွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည်နူးဝမ်းသာတဲ့စိတ်ကလေးဖြစ်တယ်ဟုတ်ကဲ့လားအဲ့ဒါလို့ကြည်နူးဝမ်းသာတဲ့စိတ်ကလေးနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဆေးကြောပစ်တယ်တဲ့အဲ့ဒါဟာဒေဝတုပောဒထလို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်ကိုစောင့်သုံးရမယ်လို့မြတ်စွာဘုရားကဟောကြားတယ်အဲ့ဒါလို့ဟောကြားပြီးတော့ဒီလိုစောင့်သုံးလိုက်တဲ့ဥပုပ်ရဲ့အကျိုးကျေးဇူးဟာဘလောက်များသလဲလို့ဆိုလို့ရှိရင်အမတန်မှအကျိုးကျေးဇူးများတယ်တဲ့ဘုရားကနားလည်အောင်ဘယ်လိုဟောတော့ဆိုကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ယရနာတွေနော်အဖိုးတန်ယရနာတွေကိုစုလိုက်အဲ့ဒီအဖိုးတန်ယရနာတွေရဲ့တန်ဖိုးနဲ့တစ်ချိန်တစ်ခါစောင့်လိုက်ရတဲ့အခုလိုမွန်မြတ်တဲ့စီးစနစ်ကြတဲ့ဥပုပ်အဓိပ္ပာယ်ရှိစောင့်လိုက်တဲ့ဥပုပ်ရဲ့တန်ဖိုးနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ယရနာတွေရဲ့တန်ဖိုးဟာဥပုပ်တစ်ခါစောင့်ရတဲ့ကုသိုလ်တန်ဖိုးရဲ့16ပုံတစ်ပုံတော့မရှိဘူးလို့ပြောတာနော်။ဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုလို့ရှိရင်ဥပုပ်တစ်ချိန်တစ်ခါစောင့်လိုက်လို့ရှိရင်လူစည်းစိမ်မပြောနဲ့နတ်စည်းစိမ်နတ်ချမ်းသာတွေကိုပေးနိုင်တယ်။ဟောနတ်ချမ်းသာတွေဆိုတာအဲ့ဒီယရနာတွေရဲ့တန်ဖိုးတွေကြီးတယ်ဟုတ်ကဲ့လား။ဥပုပ်ကလေးတစ်ခါစောင့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာလူချမ်းသာတဲ့တာလွန်နဲ့နတ်ချမ်းသာလူချမ်းသာဆိုတာနတ်ချမ်းသာနဲ့နှိုင်းရှင်လိုက်လို့ရှိရင်ဘာမှမပြောပါတော့ဘူးချမ်းသာဒုက္ခလို့တော့မဆိုနိုင်တော့ဘူးဘာဖြစ်လို့တော့ဆိုတော့စဉ်းစားကြည့်လေလူပြေမှာအနှစ်90မှစတုမာရဲ့နတ်ပြေမှာတရက်ဖက်ရှိသေးတာတက်တန်းချင်းအပြင်လဲကွာတယ်စီးစိမ်ချမ်းသာခြင်းအပြင်လဲကွာတယ်လူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်နော်အဲ့ဒီရက်တွေနဲ့တွက်လိုက်တဲ့အနှစ်900ဟာစတုမာရိနတ်ပြေရဲ့အသက်တန်းတစ်ခုပဲအဲ့ဒီရက်တွေနဲ့တွက်တဲ့အနှစ်1000ဟာတာဝရိန္ဒနတ်ပြေရဲ့အသက်ဆိုတော့နတ်သက်တွေကတဖြည်းဖြည်းတဆတိုးသွားတာနဲတဲ့အသက်တွေမဟုတ်ဘူးရှည်လျားတာချမ်းသာဒုက္ခကလည်းအလွန်တရာကြီးမားတယ်ဆိုတော့လူချမ်းသာနဲ့နတ်ချမ်းသာနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်မနှိုင်းရှင်နိုင်လောက်အောင်နတ်ချမ်းသာကတာလွန်နေတယ်ပေါ့နော်လူဆိုလို့ရှိရင်အသက်50လောက်ဆိုမအိုဘူးလားဟိုမှာတရက်ပဲရှိသေးတယ်လေစီးစိမ်ချမ်းသာခံစားရတာချင်းကလည်းတအားกว่าတယ်တက်တန်းကလည်းတအားกว่าစတုမာရိနတ်ပြည်မှာတရက်ရှိပဲတာဝရိန္ဒနတ်ပြည်မှာနေဝက်ပဲရှိသေးတယ်ဟုတ်ကဲ့လားအဲ့လိုနတ်ပြည်တွေဟာတစ်ခုနဲ့တစ်ခုတာလွန်သွားလို့ဘောရီဥပုသ်ဆောင်လို့ရှိရင်အခုပြောတဲ့နတ်ပြည်တွေအလုံးရောက်နိုင်တာဖြစ်သောကြောင့်ဥပုသ်ဆောင်ရခြင်းအကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့မြတ်စွာဘုရားကဟောတယ်ဒါတွေမကဘူးတရားမင်းကြီးကတခါပြောတယ်အေးလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေ
လာစမ်းရှိရဲ့လာဆိုရှိရဲ့လာပြီးလာွယ်မှာဥပုသ်ဆောင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားမင်းကြီးကပြောတာသူလိုတရားဘဝရောက်ချင်လို့ရှိရင်တဲ့ဥပုသ်ဆောင်ကြပါလို့တရားမင်းကြီးကနတ်တပင်အစည်းအဝေးတစ်ခုမှာမိန့်ခွန်းပြောတဲ့အဲ့လိုမိန့်ခွန်းပြောတာကိုမြတ်စွာဘုရားကဘာပြောတော့ဆိုတရားမင်းပြောတဲ့စကားဟာမပြည့်စုံဘူးတဲ့ဟုတ်ကဲ့သူပြောတာကငါလိုတရားဖြစ်ချင်လို့ရှိရင်ဥပုသ်ဆောင်လို့ဆိုသူပြောတဲ့စကားမပြည့်စုံဘူးတဲ့တကယ်ပြောရမှာကတော့ယဟန္တာပုဂ္ဂိုလ်ကငါလိုယဟန္တာဖြစ်ချင်ရင်ဥပုသ်ဆောင်လို့ပြောရမယ်တဲ့ဟောဒါကြောင့်မို့လို့ဥပုသ်ဆောင်တယ်ဆိုတာနဲတဲ့ကုသိုလ်မဟုတ်ဘူးတဲ့ယဟန္တာပုဂ္ဂိုလ်ကသာလေငါလိုယဟန္တာဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေဥပုသ်ဆောင်ကြပါလို့ဟောအဓိပ္ပာယ်ရှိလာတဲ့ဘုရားဘာသာတို့ရဲ့ကျင့်စဉ်တစ်ခုဟာပုံပြက်ပန်းပြက်မဖြစ်စေဘဲနဲ့အဓိပ္ပာယ်ရှိရှိဥပုသ်ကိုစောင့်သုံးနိုင်ဖို့အမြဲတမ်းအရေးကြီးပါတယ်ဥပုသ်လို့ပြောလိုက်တာနဲ့ဘာသာကြားတွေကလည်းသူတို့လည်းဥပုသ်ဒီလည်းဥပုသ်တူတူလို့တချို့ကထင်နေတတ်ကြတယ်ဟုတ်လားအနိတ္တရဘိုင်းမှာအလွန်ကွာခြားတယ်ဆိုတာအလုံးသဘောပေါက်နားလည်ပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တကယ်စစ်မှန်တဲ့အရိယုပောဒထလို့ခေါ်တဲ့သူတော်စင်သူတော်မြတ်တို့စောင့်သုံးတဲ့ဥပုသ်ကိုကိုယ်စီကိုယ်ငှချင့်ကြံကြိုးကုပ်အားထုတ်စောင့်သုံးနိုင်ကြပါစေကုန်သတည်း